ကျွန်တော်အခုရောင်းနေဆိုတော့ကမဟုတ်တော့မနေကတော့တော်ရောင်းနေကြပဲပါရယ်2020ခါကူနဲ့ဇန်နဝါရီလခဏရနေစနေပြီကတာကမလူမျိုးရဲ့မြို့သားနေဖိုက်ပါရယ်ဒီမြို့သားနေမှာဆိုကြရခိုင်ရိုးရာကာဒီတာကမရိုးရာကမရိုးရာကာဒီဘရောင်းအခါကာဒီပောင်ဆိုကိုတွေ့ရပါရယ်လူမျိုးစကားမျိုးတွေဒီလိုတောင်းလို့ပို့လို့ပေါ့ပါသူနဲ့မဆိုင်ငါနဲ့မဆိုင်ဆိုပြီးတာဝန်ကိုချော်လို့လာတော့မလားတာကိုကြီးကိုလောက်ထွန်းနိုင်ပါလုံခုံဝေးဆိုတော့ဒီနောက်ပဲလုံခုံဝေးရှိမှဒီငိမ်မို့ဒီငိမ်ခါမှဒီမထုံမို့ဒီနောက်ပဲပါလေကိုရိုတာကမမြို့သားနေကိုတာရဆိုပျော်ရှောင်မိပါလားပျော်ပါရဲ့တော့ပျော်ဝင်ပါရဲ့ဇာဘလို့ပျော်ပါလေပဲရုပ်တဲ့ကိုတနိချတဲ့စူးလုံးလေးပဲပျော်ရလို့ပျော်ဝင်ပါရဲ့ဟုတ်ပါတယ်အဲ့ဒီအနေနဲ့တခါပရိနေတိမရှိတာကမလူမျိုးတွေကိုဇာဘမျိုးပျော်ရှောင်ပါလေလူမျိုးနေရာတိမနေလေးသားပဲလူမျိုးမပြောဘဲနဲ့ကိုလူမျိုးသေးပဲဝဲကိုလူမျိုးဝဲစုသေးပဲဝဲလို့ငယ်ဟိုမှရှောင်ပါရဲ့ဟုတ်ပါချီးစုပါဟုတ်ပါချီးစုပါလာရှိစုကတာကမလူမျိုးတွေအမျိုးသားနဲ့ကြောင်းပွားစာနဲ့ကြိမ်မရှိပါရလေစင်ကာကြိမ်မရှိပါရဟုတ်ပါတာကမမျိုးသားနဲ့ကိုဇာဖွေးကနေပြီးဦးစီးပြီးကြောင်းပွားစာပါလေဟုတ်ပါတယ်အခုကကြားလို့ရှိကြကျွန်တော်အာရခပေသူအစိုးရကနေပြီးပင်ပူပြီးပနာတာကမလူမျိုးခရိုင်ကော်မတီအနေနဲ့ကရီမိုပြီးကြောင်းပွားစာပွေဖိုက်ပါတယ်တာကမလူမျိုးတွေနေထလာရဲ့အကောရောင်းကိုအချင်းချုပ်စကေပရောပြီးပါကျွန်တော်တာကမလူမျိုးတွေနေထိုင်လာရဲ့ကြားလို့ရှိကြနိုင်ပေါင်းထောင်နှန်းရှိပြီးရှိနေပါရအစိုးရကပေါစာပြီးပို့ပေးပေါင်းဒီကနေ့အထိပါလေရှိနေကြစပါဟုတ်ပါအခုပါအမျိုးသားနဲ့ကြောင်းပါရခိုင်းရရှာတခါလောက်ပရောပြီးပါအခုပါအမျိုးသားနဲ့ကြောင်းပါရခိုင်းရရှာကြားလို့ရှိကြကျွန်တော်တို့ဒီမှာကြားလို့တာကမလူမျိုးတို့ရဲ့ဇာတိသွေးဇာတိမှန်မှာပျောက်ပြလာဖို့အတွက်ကြောင်းပါရခိုင်းရရှာဖိုက်ပါတယ်ကိုရာကိုတလေးထုံးလေးစင်လာဒီကိုနေပြီးမမိန်ပြောင်းအောင်ကြောင်းပါရခိုင်းရရှာဖိုက်ပါတယ်အခုပါတာကမမျိုးသားနေမှာဇာလောက်တိပျော်မင်းပါလေကျွန်တော်ကြားလို့ရှိဇာလောက်တိပျော်မင်းလေဆိုတော့ကျွန်တော်အခုမတွေ့လိုက်ကျွန်တော်မျိုးဒီပေါ်လဲပါဘူးဆိုကြရာဆယ်လောက်မုန်းနေလောက်အားလုံးနေတာဆိုကရောက်လာခဲ့တယ်ကျွန်တော်အတီးတီးလူကိုအမျိုးဒီဆိုတာနေပြီမြန်နာဒီကိုမှားလို့ပေါ်လဲပါဘူးဆိုကြဝဲသားမှာသုံးပျော်ဆောင်ပြီး